Hello မင်္ဂလာပါ18ရက်5လ2025ရက်နေ့ဟုတ်ကဲ့မိဘပြည်သူများလည်းစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနောက်ပြီးတော့မိဘပြည်သူများအနေနဲ့ပုံကူခြင်းတွေလည်းတူးထားဖို့ပေါ့နော်ဒါလိုအပ်ပါတယ်မလာဘူးမဖြစ်ဘူးဆိုတာမပြောပါနဲ့ဘာပဲပြောကြိုတင်ပြင်ဆင်ထားပေးပါဟုတ်စမိဆက်ရာတွေပြောမလို့ပါဘေးတာဥသိန်းစိန်သမရအခက်ကပေါ့နော်အဲ့တုန်းကဘေးတာအမှုတစ်ခုရင်ဆိုင်ရအဲ့ဟာလေးကိုပေါ့နော်ကိုပစ္စည်းနဲ့ကိုပေါ့နော်အမှုရင်ဆိုင်ရတာယုံကြည်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီလှိုင်းသားရရေအုပ်ကန်ဆိုတာသိကြမှာပါလှိုင်းသားရရေအုပ်ကန်မှာဥထွန်နိုင်ဆိုတာရှိတယ်သူတို့ကလည်းအဲ့လိုပေါ့အရင်တုန်းကတော့ဒီလိုပဲပရာဟိတတွေလုံရင်ဘာညာနဲ့ပေါ့သူတို့နဲ့ခင်တော့သူတို့ကားဝယ်ခြင်းနဲ့ဆိုတော့ဘေးရရှိကငွေ330ချီးလိုက်တာပေါ့နော်330ချီးလိုက်တယ်အဲ့ချိန်မှာသူတို့ကဘာပြန်ပေးလဲဆိုတော့ကားဝယ်ပြီးတော့အုံနာဘုတ်တွေပေးတယ်ပေါ့နော်အဲ့တုန်းကဗာလဲဂျစ်ကာလေးလားမသိဘူးအဲ့လိုမျိုးလေးပေါ့နော်ဝယ်ကြဒါမဲ့အုံနာဘုတ်မယူဘူးကျွန်တော်လဲငွေကိုပေါ့နော်လက်မှတ်ထိုးဖို့ဘာညာမလုံးနဲ့ပေါ့ဒါကိုခင်မင်းရင်းကြီးပေါ့နောက်ပိုင်းသူတို့ကကျွန်တော်အုံနာဘုတ်ပေးထားတဲ့အချိန်မှာပေါ့နော်နောက်6လလောက်ကြာတော့ငွေပြန်တောင်းတာပေါ့နော်ငွေတောင်းတဲ့အခါမှာကျွန်တော်ဗာပြောလဲဆိုတော့သူတို့ကနေပြီးတော့ပြန်မပေးဘူးသူတို့အုံနာဘုတ်ကိုပြန်ပေးပါပေါ့နော်သူတို့အုံနာဘုတ်ဟိုမှာပေါင်းစရာရှိလို့ရောင်းစရာရှိလို့ပေါ့နော်ဒီလိုအကြောင်းမျိုးပဲအဲ့ဆိုကျွန်တော်ငွေကိုပြန်ပေးအကြောင်းပြီးမယ်ဆိုတော့အဲ့အချိန်မှာမရတယောက်နဲ့တယောက်ကြောက်ကစားတွေဖြစ်ကြရောဖြစ်တဲ့အချိန်မှာသူတို့ကဗာလဲဆိုတော့ကျွန်တော်အုံနာဘုတ်ပေါ့နော်သူတို့ကယုံကြည်အနှံ့မှုနဲ့ဆိုပြီးကျွန်တော်ကိုတရားစွဲတာလှိုင်သားရမှာအဲ့တော့စဉ်းစားကြည့်တာကိုပတ်စံနဲ့ကိုပေါ့နော်တယောက်နဲ့တယောက်မလုံးလောက်လေဘူးဆိုပြီးတော့ပေါ့နော်ဒါကိုချီငှားထားတဲ့ပတ်စံနဲ့အဲ့ချိန်မှာကျွန်တော်နဲ့အဲ့တုန်းကရှေ့နေတငယ်ချင်း2ယောက်လဲပါတယ်မိန်းကလေးတွေပေါ့နော်ရှေ့နေတငယ်ချင်း2ယောက်ပါတယ်အမကြီး1ယောက်ပါတယ်ကျွန်တော်တို့အားနဲ့အရန်ခင်မင်ကြတဲ့သူတွေအဲ့ဒါမှရှေ့နေတငယ်ချင်း2ယောက်ကိုပါသူတို့ကအလူတူလိုပါလို့ပြောတယ်အဲ့ဒါကရှေ့နေတွေကညံ့တာမဟုတ်ဘူးခင်မင်မှုပေါ့နော်ကျွန်တော်တို့ကဒါရှေ့နေလည်းရှိတယ်ကိုတငယ်ချင်းတွေအပေါင်းအသင်းတွေမလုံးလောက်ဘူးဆိုပြီးတော့ပေါ့နော်ဒါမဲ့ငွေ330ပေါ့နော်အဲ့တုန်းကငွေ330ကလည်းတန်ဖိုးရှိရလေနောက်ပိုင်းကျွန်တော်2နှစ်လောက်တရားရင်ဆိုင်ရတာပေါ့နော်သူကျွန်တော်ကိုအဲ့အုံနာဘုတ်အပ်ထားတာလဲစာချုပ်စာတမ်းမရှိဘူးဒါမဲ့ကျွန်တော်သူ့ကိုငွေချီးထားတာကိုလည်းစာချုပ်စာတမ်းမရှိဘူးဒါမဲ့တရားရုံးကဘာဖြစ်လဲဆိုတော့အဲ့ဒီယုံကြည်အနှံ့မှုဆိုပြီးတော့တရားရုံးကကျွန်တော်ကြတော့တရားစွဲတယ်ဗာလဲ420ပေါ့နော်လိန်လည်မှုနဲ့ဒါမဲ့ကျွန်တော်ငွေကိုသူတို့လိန်သွားတာကျွန်တော်ကလည်းတရေပြိုင်အနေနဲ့ပြန်စွဲတာပေါ့နော်ဒါပေမဲ့တရားရုံးကလက်မခံဘူးအဲ့နဲ့နောက်ပိုင်းကျတော့ဘကိုးကလမ်းပြကျဲဆိုတာသိမှာပါဥအင်းမြစ်ပေါ့နော်သူတို့ကအဲ့ပါတနာတွေပေါ့နော်အဲ့ပါတီတွေပေါ့နော်အဲ့အဖွဲ့ဝင်တွေပေါ့အဲ့လိုဆိုတော့သူတို့ကပါတီပုံရိပ်တွေပါတီနဲ့လောက်တာပေါ့လေဗျာအဲ့လိုဆိုတော့တကယ်တမ်းကြတော့လေကျွန်တော်တို့တွေကပေါ့နော်ယုံကြည်မှုအလွဲသုံးစားလောက်ခံရအားကြောင့်မလို့တငယ်ချင်းတွေအနေနဲ့မိတ်ဆွေတွေအနေနဲ့ဘသူ့ကိုမှယုံကြည်ပြီးတော့လက်လွတ်စပဲငွေမချီးပါနဲ့ငွေချီးရင်လည်းအတိုးဆိုတဲ့စကားလုံးတွေမတုံးဘူးပေါ့နော်စာချုပ်စာတမ်းတွေလောက်ထားယုံကြည်ရနှံ့မှုနဲ့လောက်ထားတရားစွဲလို့ရပါတယ်